ပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လဲပြီးတော့ကြိုးဆိုလိုက်ပါတယ်ဂျော်နယ်ရိုလောက်တောင်မှကြမ်းခိုင်မှုပိုင်းမကောင်းတော့ဘူးလားလီယိုနယ်မက်ဆီဒါဂျော်နယ်ရိုနဲ့မက်ဆီတို့နှစ်ယောက်ရဲ့နိုင်ရှင်မှုဆိုပေမဲ့ဘယ်သူပိုကောင်းတယ်ဆိုရင်နိုင်ရှင်မှုမျိုးမဟုတ်ပဲကြမ်းခိုင်မှုပိုင်းရနိုင်ရှင်ကြီးတဲ့သဘောမျိုးပါပဲလက်ရှိဂျော်နယ်ရိုရဲ့အသက်အရွယ်40ကျော်လို့42နှစ်တွင်းရောက်ရှိနေဖြစ်ပြီးတော့အာဂျင်တိုင်းသားကြီးမက်ဆီကတော့မကြာခင်မှာ38နှစ်ပြည့်တော့မှလည်းဖြစ်ပါတယ်ပြောရင်ဒီကစားမိုင်းနှစ်ယောက်အသက်ကွာမှုမှာဂျော်နယ်ရိုကမက်ဆီထက်2နှစ်ကျော်လောက်ပိုပြီးတော့ကြီးနေခဲ့ဆိုတဲ့သဘောပါပဲဒါပေမဲ့အဲ့လိုအသက်အရွယ်တစ်ခုရောက်လာဖြစ်တဲ့ကစားမိုင်းနှစ်ယောက်ထဲမှာမက်ဆီတက်ဂျော်နယ်ရိုကပိုပြီးတော့ကြမ်းခိုင်ပိုင်းပိုကောင်းနေခဲ့တာပါဂျော်နယ်ရိုကယနေ့အချိန်ထိပွဲစဉ်တိုင်းမိနစ်90ပြည့်ကစားနေခဲ့လို့သူကမိနစ်80လောက်မှာလူစားလဲမှုပြုလုပ်ရင်ကိုတိတ်ပြီးတော့မကျေနပ်တဲ့အထိဘောလုံးမြက်ခင်းစိမ့်ထက်မှာဘောလုံးကစားနေအချိန်တွေကုန်ကျင်နေခဲ့တဲ့သူပါအရန်ကောကနေထိုင်ပြီးတော့ကြည်နေရတဲ့ထက်သူကိုယ်တိုင်ကွင်းထဲဝင်ပြီးတော့ကစားတာကိုသဘောကျနှစ်သက်တဲ့ဂျော်နယ်ရိုဟာဒဏ်ရာရတယ်ဆိုတာရှားတယ်လို့ဆိုရပါလိမ့်မယ်မက်ဆီကတော့ဂျော်နယ်ရိုနဲ့တိတ်ပြီးတော့မတူဘူးလို့ဆိုရမှာဖြစ်ပြီးအာဂျင်တိုင်းသားပွဲဆက်တွေများလာပြီဆိုရင်သူ့ရဲ့ကြံ့ခိုင်မှုကအနေငယ်စကားပြောလာခဲ့တော့မေးတွေ့နေကြရတာဖြစ်ပါတယ်။နောက်ဆုံးတော့သက်ဆိုင်ရာကလပ်တင်းတို့အကျိုးပြုနေခဲ့ကြသူတွေဖြစ်သလိုအသင်းကိုလည်းဥဆောင်ပြီးတော့ကစားနေခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ iBet ခွန်ရှိကို 1xBet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောကင်းမှာကစားလို့ရပါပြီ။ 1xBet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100%နှုန်း bonus ရယူကစားလို့ရအကြောင်းလေးသတင်းပေးပါရစေ။ဖုတ်ဘောကင်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအခုလည်းနိုင်ငံတကာပွဲစဉ်တွေကစားဖို့အတွက်ကစားမအသီးသီးဟာဆိုင်ရာနိုင်ငံအသင်းတွေနဲ့တွားပြီးတော့ပူးပေါင်းတာမျိုးတွေပြုလုပ်ခဲ့ကြပေမဲ့အာဂျင်တိုင်းသားကြီးမက်ဆီကတော့ကြမ်းခိုင်ယူပိုင်းအစမပြေဖြစ်နေခဲ့တာကြောင့်လက်ဝဲစင်အသင်းလူစင်းကနေပြန်ပြီးတော့နှုတ်ထွက်သွားခဲ့လို့သိရပါတယ်အင်တာမိုင်မီကအတ္တလန်တာကို2ဂိုးတကူနဲ့နိုင်ရခဲ့တဲ့ပွဲစဉ်မှာအသင်းတို့ကဂိုးသွင်းခဲ့တဲ့မက်ဆီကပွဲပြီးမှတော့တက်တောင်းတက်တာမရှိဖြစ်နေခဲ့တာပါစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့နောက်အင်တာမိုင်မီကပတိန်ကြီးဟာကြမ်းခိုင်မှုချင်းတွေကြောင့်နိုင်ငံတဲ့လူစင်းကနေနှုတ်ထွက်ဖို့ဆုံးဖြတ်သွားခဲ့ပါတယ်။ဥရုဂွေးဘရာဇီးတဲ့ရှင်မြိုင်ကစားမယ်အရေးကြီးတဲ့ပွဲတွေလွဲချော်ခဲ့ရလို့ကျွန်တော်စိတ်မကောင်းပါဘူး။ကျွန်တော်ရန်အောင်ကစားချင်နေခဲ့တာပါ။ဒါပေမဲ့ဒဏ်ရာကြောင့်နည်းနည်းတော့အနားယူဖို့လိုအပ်တဲ့အတွက်ကျွန်တော်အသင်းနဲ့တူရှိနေမှာမဟုတ်တော့ပါဘူး။အင်္ဂါနေ့ပြအာဂျင်တီးနားကိုတခြားပရိသတ်တွေလိုအားပေးနေပါပါ။ Let's go အာဂျင်တီးနားကြီးဆိုပြီးတော့မက်ဆီက Instagram မှာရေးသားပြီးတော့ဖော်ပြသွားခဲ့တာပဲဖြစ်ပါတယ်။အာဂျင်တီးနားအသင်းကလာမယ့်မတ်လ22ရက်နေ့နဲ့26ရက်နေ့တို့မှာဥရုဂွေးဘရာဇီးတို့နဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။အာဂျင်တိုင်းသားကြီးကလက်ဝဲစင်အသင်းကနေနှုတ်ထွက်ခဲ့ပေမဲ့ပေါ်တူဂီသားကြီးကတော့မိခင်နိုင်ငံအသင်းနဲ့နိုင်ငံတကာပွဲစဉ်တွေကစားဖို့အရေးသွားပြီးတော့ပူးပေါင်းနေခဲ့ပြီလည်းဖြစ်ပါတယ်။ဂျိုနယ်တို့ကပေါ်တူဂီအသင်းတို့ပွဲပေါင်း218ပွဲကစား135ဂိုးသွင်းခဲ့ပြီးတော့အသင်းနဲ့အတူယူရိုချန်ပီယံဆု Nation League ဖလားတွေရယူခဲ့လို့နောက်26ကမ္ဘာ့ဖလားပြိုင်ပွဲထိလက်ဝဲစင်အသင်းမှာဆက်ပြီးတော့ကစားသွားဖို့ဆန္ဒတွေရှိနေခဲ့သူပါ။ပေါ်တူဂီအသင်းကနောက်25 Nation League Quarter Final ဖြစ်ဒိန်းမတ်နဲ့နှစ်ကြော့ရင်ဆိုင်မှာဖြစ်ပြီးတော့အဲ့ဒီပွဲအတွက်လူစင်းမှာဂျိုနယ်တို့ရွေးချယ်ခံထားရတာကြောင့်အသင်းနဲ့အတူဒုတိယအကြိမ်မြောက်နေရှင်လီဖလားရယူနိုင်မှုမျှော်လင့်ချက်တွေရှိနေခဲ့ပါတယ်။ဂျိုနယ်တို့ရဲ့နှစ်ပေါင်း20ကျော်ဘောလုံးကစားမဘွားတစ်လျှောက်ကြီးမားတဲ့စူပလာအောင်မြင်မှုတွေတအူးချင်းစံချိန်တွေနဲ့အကောင်းဆုံးစူးစိတ်တွေအများကြီးပိုင်ဆိုင်ခဲ့ပြီးတော့အခုလောဆယ် NSR အသင်းနဲ့အတူစူပလာအောင်မြင်မှုတွေရရှိနိုင်အောင်စူးစမ်းနေကြတာပဲဖြစ်ပါတယ်။စုံလင်ကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။